ကြောက်စချပန်းချံမှာခုတလောမှာဘယ်နေရာမှာဓာတ်ပုံရိုက်ရင်ဘယ်လိုလှလဲဆိုတာကိုဒီဗီဒီယိုကိုအစားအဆုံးကြည့်ပေးပါနော်ပထမဦးစွာကျွန်တော်တို့ကငုတ်ဝါပန်းတွေပြိနေတဲ့နေရာကိုတွားရိုက်မှာဖြစ်ပါတယ်ဒီနေရာကတော့ကြောက်စချပန်းချံထဲမှာပဲဖြစ်ပါတယ်နော်ဒီနေ့ကျွန်တော်ရဲ့ modern လေးကတော့ကျွန်တော်ရဲ့တူမလေးပဲဖြစ်ပါတယ်ဒီနေ့တူမကပေါ့နော်ဂါဝန်ပေါပေါပပလေးနဲ့ဗီယက်နမ်လုတ်လေးနဲ့ဓာတ်ပုံရိုက်ချင်လို့ဆိုပြီးတော့ကျွန်တော်ကဒီနေရာကိုခေါ်လာတယ်ပဲဖြစ်ပါတယ်အခုတော့ကြောက်စကြပန်းချံမှာငုတ်ဝါပန်းတွေနဲ့အရန်ကိုလှနေတယ်ပေါ့နော်။ဒီနေရာတော့အများကြီးပြိနေပေါ့ဒီနေရာကျွန်တော်ရိုက်တဲ့နေရာနောက်ထပ်ဒီနေရာပေါ့နော်။ဒါကဒီနေရာပြိတယ်ပေါ့ကဲပေါင်ဘယ်လောက်ထိလှလဲဆိုတာကိုကြည့်ကြရအောင်ပေါ့နော်။ငုတ်ဝါပန်းနဲ့ရိုက်ပြီးဆိုရင်တော့ဒုတိယနေရာကတော့profile ပန်းချံမှာပြိနေတဲ့ဂျာပန်ရှိတဲ့နေရာကိုတွားရမှာဖြစ်ပါတယ်။အခုတလောမှာဒီနေရာမှာဂျာပန်တဲ့အများကြီးပြိနေပြီပေါ့နော်။ဗီယက်နမ်လုတ်နဲ့ရက်ချင်မယ်ဆိုရင်တော့အရန်ကိုလှတော့နေရာလေးဖြစ်ပါတယ်ဒီနေ့တော့ဒီနေရာမှာဂျာပန်ဂျာပင်တွေများများပါအောင်ကျွန်တော်ကပေါင်ကိုစုံဆွဲပြီးတော့ရိုက်မှာဖြစ်ပါတယ်အဲ့ဒါမှဂျာပန်တွေပို့ပြီးတော့ပေါ်လင်းစေနောက်ပြီးတော့အဲ့ဒီဘေးနားမှာပဲတစ်ပင်ဂျာမန်တွေရောင်ထိုးတဲ့နဲ့နိုင်နေစီစာလှကိုရိုက်ချင်လို့ဆိုပြီးဒီမှာတစ်ချက်တော့ဓာတ်ပေါင်ရိုက်ကြည့်ပါတယ်ထွက်လာတဲ့ပေါင်ကအရန်ကိုလှတယ်ပေါ့နော်အဲ့ဒီဘေးနားမှာပဲဆိုင်ပန်းပင်တွေကအများကြီးကွိနေပါတယ်ပန်းပင်လေးကလည်းတိတ်မမြင့်တော့လေပန်းကွိနဲ့ဓာတ်ပေါင်ရိုက်တာအရန်ကိုလွယ်သွားတယ်ပေါ့နော်ပန်းကွိကို force ground ကပြီးတော့ဓာတ်ပေါင်ရိုက်ချိလိုက်တယ်ပေါ့ထွက်ပလာတဲ့ပေါင်ကအရန်ကိုလှတယ်ဒါကတော့တောင်ကောင်းပေါ်မှာပြေးလာတဲ့ပေါင်တွေပေါ့နော်ရိုက်ချိတယ်ပေါ့ active ပေါင်စာနဲ့ဒါကတော့တစ်ပင်ပေါ်မှာတက်တဲ့ပေါင်စာနဲ့ရိုက်ချိလိုက်တယ်ပေါ့နော်ပေါင်တိုင်းကထွက်လာတာကစိတ်ချနှက်စရာကောင်းတယ်ပေါ့နော်တကယ်လို့တကယ်ချင်းနဲ့အားလာရက်မှာဓာတ်ပေါင်လှလေးရိုက်ချင်မယ်ဆိုကျွန်တော်ရိုက်ပြတဲ့နေရာကိုသွားရိုက်ချိပါပေါ့နော်ဓာတ်ပေါင်တွေလှရမှာတေးကြပါတယ်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်